အကြီးဆုံးနျူကလ িয়ার ဘုံတစ်လုံးဟာနယူးယောက်မြို့ကိုကြားရောက်လာပါကဘလို့ဖြစ်သွားမလဲကမ္ဘာအကြီးဆုံးနျူကလ িয়ার ဘုံတစ်လုံးဟာနယူးယောက်မြို့ကိုထိမှန်ပါက90 မဂ္ဂါတန်ပောက်ကွဲမှုကြောင့်2 မိုင်ပတ်လည်တွင်းရှိအရာအလုံးကိုချက်ချင်းငွေ့ပြန်သွားစေမှာဖြစ်ပါတယ်။ပောက်ကွဲမှုလိုင်းဟာ20 မိုင်ကွာဝေးထိအဆောက်အဦတွေကိုပြားချက်သွားစေအောင်လုပ်ပြီးမိုးမျှော်တိုက်တွေကိုလည်းအမိုက်ပုံဖြစ်ပြောင်းလဲသွားစေမှာဖြစ်ပါတယ်။9 မိုင်ကျယ်ဝန်းတဲ့မီးလုံးဟာထွက်ပေါ်လာပြီးလမ်းကြောင်းပေါ်ရှိအရာအလုံးကိုမီးလောင်စေမှာဖြစ်ပါတယ်။ပောက်ကွဲမှုလိုင်းဟာနယူးဂျာစီအထိကတင်းပေါက်တွေကိုကွဲအပ်စေပြီးမိုးတောင်တစ်ခုဟာလေထုထဲကို40 မိုင်မြင့်ထိမြင့်တက်လာမှာပါပြီးရင်ရေဒီယိုတက်တိကျော်မှုဟာလည်းနှစ်ပေါင်းများစွာကြာအောင်ဒေတာကိုညဉ့်ညမ်းစေနေမှာဖြစ်ပြီးအသက်ရှင်ကျန်ရစ်သူမရှိဖြစ်သွားပါလိမ့်မယ်။ ခစ်ချန်လက်ပစ်ဘုံဒီဘဲအလုတ်လောက်တာလဲဒီလက်ပစ်ဘုံကိုဘောလုံးကဲ့သို့ပြစ်လို့ရပြီးသူမှာပါတဲ့အတောင်ပံတွေကလှည့်ပတ်စီကပြန်တန်းနေစဉ်တည်ငြိမ်စေမှာဖြစ်ပါတယ်။အဲ့ဒီအတောင်ပံတွေဟာဘုံကိုဥစွာထိပ်ဖျားနဲ့ထိမှန်အောင်လုပ်ပေးပြီးဘုံအတွင်းမှာပြစ်တံကိုအလုတ်လုပ်စေပါတယ်။ပြစ်တံဟာဘုံအတွင်းရှိမဲနဲ့တဲ့မီးကြည်စံတွေကိုထိမှန်စေပြီးမှပောက်ကွဲစေမှာဖြစ်ပါတယ်။ဒီပောက်ကွဲမှုမှာဘုံကိုပောက်ကွဲစေပြီးတတုအစအနာတွေကိုလေထဲမှာပြန့်နှံ့စေမှာဖြစ်ပါတယ်။ဒီဇိုင်းဟာညံကောင်းပေမဲ့လည်းဘုံရဲ့ထိပ်ဖျားနဲ့အတိအကျမထိမှန်ပါကဘုံပောက်ကွဲမီတော့မဟုတ်ပါ။